Assalamu alaikum wa rahmatullahi wa barakatuh. ကျွန်တော်ဒီကနေ့ပြောပြချင်တာကဘဝဆိုတာတစ်ခါတည်းမှာမုံတိုင်းခတ်ထန်တတ်တယ်။ခြေထောက်မှာစူးတစ်ချက်စူးတာကအစရင်ထဲဖြစ်တဲ့စိုးရိမ်စိတ်အသေးမွားလေးတွေအထိအဲ့နာကျင်မှုတိုင်းဟာအလကားမဖြစ်ပါဘူး။ဟာဒီသ်တော်မှာလာရှိပါတယ်။ ما يصيب المسلم من نصب ولا وصب ولا هم ولا حزن ولا أذى ولا غم حتى الشوكة يشاكها إلا كفر الله بها من خطاياه مسلم တယောက်ခံစားရတဲ့မောပန်းမှုဖြားနာမှုစိုးရိမ်မှုဝမ်းနည်းမှုနာကျင်မှုတွေစိတ်ဆင်းရဲခြင်းတွေဟာနောက်ဆုံးသူ့စီမှာစူးဝင်သွားတဲ့စူးတစ်ချောင်းကအစအဲ့ဒီဝေဒနာတွေကြောင့်ပဲအလောင်းရှင်မြတ်ကသူ့ရဲ့အပြစ်တွေကိုဆေးကြောပေးတယ်ဆိုတဲ့အကြောင်းတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကမိန့်ရှိခဲ့တယ်အဲ့တော့မိတ်ဆွေရဲ့ဝေဒနာတိုင်းအတွက်အရှင်မြတ်ကကုသိုလ်ဆဝပ်တွေပြန်ပေးနေတယ်လို့ယုံကြည်ထားလိုက်ပါမိတ်ဆွေရဲ့မျက်ရည်တစ်စက်တိုင်းဟာအပြစ်တွေကိုဆေးကြောပေးဖို့ယူနာမိုးဆက်တွေလို့ခံယူလိုက်ပါဒါကြောင့်အခက်အခဲကြုံလာတဲ့အခါတိုင်းနတ်နတ်ရှိုင်းရှိုင်းအသက်ရှူလိုက်ပြီးအလ်ဟမ်ဒူလ illah လို့စိတ်ရောကိုယ်ပါပြောကြည့်လိုက်ပါအရှင်မြတ်ကိုချီးမွမ်းလိုက်တဲ့အဲ့ဒီစကားတစ်ခွန်းကမိတ်ဆွေရဲ့အခက်အခဲတွေကိုကောင်းကြီးမင်္ဂလာအဖြစ်ပြောင်းလဲပေးပါလိမ့်မယ်အရှင်မြတ်ဟာကျွန်တော်တို့အားလုံးနဲ့အတူအမြဲရှိနေပါတယ်